ရှေ့မှာ Maxi ရဲ့ spot trading မှာ STB token ကို limit နဲ့ဝယ်တာတို့ market တို့ဝယ်တာတို့ဝယ်နည်းတွေပြပြီးသွားပြီပေါ့နော်အဲ့တော့ဒီနေ့မှာတော့ Maxi မှာဝယ်ထားတဲ့ STB token တွေကိုကိုယ့်ရဲ့ STB app ထက်ကိုဘယ်လိုပြန်ရွှေ့မလဲဆိုတာလေးပြောပြချင်လို့ပါဒီနေရာမှာပေါ့နော်အခုအကုန်လုံးတော်တော်များများကြုံနေရတာပေါ့နော် Maxi ကနေပြီးတော့ STB ကိုထုတ်တဲ့ဟာက reject တွေပဲဖြစ်နေရဆိုတဲ့ကိစ္စပေါ့နော်အစားကထင်တာကဒီ Maxi ရဲ့ withdrawal notification မှာရေးထားတဲ့အတိုင်းဆိုရင်ပေါ့နော်ကိုကဒီ STB token ကို ICO မှာတော့ကဝယ်ခဲ့တဲ့ account ဖြစ်လို့ရှိရင်အဲ့ဒီ account နဲ့ဆိုရင် Maxi ကပေးမထုတ်ဘူးလို့ဖြစ်နေတာပေါ့နော်အဲ့ခါကျတော့ STB account အသစ်တွေဖွင့်ကြရပေါ့နော်အဲ့ဒါနဲ့အမကဂျားထဲမှာ account အသစ်တော့မဟုတ်ဘူးရှေ့လာတော့က SCF campaign join ဖို့ဆိုပြီးတော့မှဖွင့်ထားတဲ့ STB account အသစ်ပေါ့နော်အဲ့ဒီ account အသစ်မှာဒီ STB token ကို ICO ဝယ်ထားတာမျိုးမရှိဘူးထည့်ထားမျိုးလည်းတစ်ခါမှမရှိဘူးပေါ့နော်အဲ့ဒီတဲကိုအရင် Maxi ကနေပြီးထုတ်ကြည့်ရပေါ့နော်ထုတ်တော့လေအဲ့ကောင်က reject ဖြစ်တယ်ပေါ့နော်အဲ့တော့သူများကြီးပြောသလိုမျိုး account အဟောင်းဆိုရင်မရတာလားပေါ့ဘာလို့အဟောင်းဆိုရင်ပဲအရင်ကြီးတော့မကြသေးဘူး account ကလေတစ်လကျော်2လအဲ့လောက်အလုံးစုံ2လလောက်ပဲတက်တန်းရှိအောင်မှာအဲ့ဒါလဲသူက reject ဖြစ်နေရပေါ့နော်အဲ့ဒါနဲ့မဖြစ်တော့ဘူးဆိုပြီးတော့အခုလုံးဝဒီနေ့မှ Gmail အသစ်ဖွင့်အဲ့ဒီ Gmail အသစ်နဲ့ပဲ STB account အသစ်ဖွင့်အဲ့ဒီ STB account အသစ်ထဲကို Maxi ကနေပြီးတော့ withdraw လုပ်ကြည့်ပါတယ်လုပ်ကြည့်တော့ကြတော့2မိနစ်တောင်မကြာဘူးကိုယ့်ရဲ့ STB ထဲကိုအဲ့ကို withdraw လုပ်လိုက်တဲ့ STB token တွေ Maxi ကနေပြီးတော့ရောက်လာပြီပေါ့နော်okay ဒါဆိုရင်တော့ဟုတ်ပြီ account အသစ်ဆိုလို့ရှိရင်လုံးဝအသစ်ဆိုရင်တော့ပေးထုတ်တယ်ပေါ့အဲ့တော့သူများကြီးပြောတာလဲတွေ့တယ်တစ်ခါပဲပေးထုတ်တယ်လူရတစ်ခေါက်ဆိုလို့ရှိရင်ပေးမထုတ်တော့ဘူးဆိုတာမျိုးတွေတွေ့တယ်ပေါ့နော်အဲ့ဒါလဲဟုတ်မဟုတ်တစ်ချက်စမ်းကြည့်ရင်းနဲ့အခု Maxi ထဲကနေပြီးတော့ STB account တွေကိုထုတ်ပြပါမယ်ခုနကမှထုတ်လို့ရတဲ့ STB account ပေါ့နော်အဲ့ဒါနဲ့ပဲတစ်ချက်ပြန်ထုတ်ပြကြည့်မယ်အဲ့တော့အရင်ဆုံးကိုယ့်ရဲ့ STB ထဲကိုဝင်ပြီးတော့ STB token ကိုလက်ခံမဲ့ Polygon address ကိုဘယ်နာကယူမလဲပေါ့နော်ယူလို့ရတဲ့နေရာက2နေရာရှိတယ်ပိုလွယ်တာကတော့ဒီအောက်မှာ STB token ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီ STB token တွေကိုဝင်လိုက်ဒီမှာဆိုလို့ရှိရင် STB token ရှိနေတယ်ပေါ့နော်အဲ့တော့ရှိနေတာကအရင် ICO တော့ဝယ်ထားတာမဟုတ်ဘူးခုနကတော့ account အသစ်နဲ့ထုတ်လို့ရမရစမ်းထားလို့စမ်းထုတ်ထားတဲ့ STB တွေရောက်နေတာပေါ့နော်အဲ့တော့ဒီနေရာမှာ Polygon address ဆိုတာရှိတယ်အဲ့ဒီ address ကို copy ယူလိုက်ပေါ့နော်ဒါကတစ်ခုဒီကနေမှမယူဘူးဆိုလို့ရှိရင်လည်းဒီပေါ်မှာ STB ရဲ့အပေါ် main function လေးခုမှာ deposit ဆိုတာရှိရပေါ့နော်အဲ့ဒီ deposit ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာသူက deposit လုပ်မဲ့ currency ရွေးရမယ်ကိုကဒီ STB တဲကိုဘာထည့်မှာလဲနှစ်ခုရှိတယ် USDT ထည့်မှာလား STB token ထည့်မှာလားအခုက STB token ထည့်မှာမို့လို့ STB ကိုရွေးလိုက်ဒါဆိုရင်ကိုက STB လက်ခံမှာဖြစ်သွားပြီပေါ့နော်ဒီမှာသူရေးထားပြီးသားအနည်းဆုံးတော့ STB 400ဒီ400ထည့်ရမယ်400ထက်နည်းထည့်လို့မရဘူးပေါ့နော်ဒီအောက်မှာရှိရဲ့ address အဲ့ဒီ address ကို copy ယူတူပဲပေါ့နော်ခုန address နဲ့ဒီ address နဲ့တူပဲဘယ်နေရာကပဲ copy လုပ်လို့ရတယ်အဲ့တော့ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ Maxi တွေကိုပြန်သွားမယ်Maxi ထဲရောက်လို့ရှိရင်ထုံးစံတိုင်းကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဘယ်နားမှာရှိလဲပြန်ကြည့်မယ်ဆိုရင် wallet ထဲကိုဝင်လိုက်ဒါဆိုလို့ရှိရင်အမဒီထဲမှာ STB 900ကျော်ရှိသေးရပေါ့နော် token 900ကျော်အဲ့ဒါကိုထုတ်ပြမယ်ပေါ့နော်အဲ့တော့ Maxi ကနေ STB token ကိုထုတ်မှာမို့လို့ Maxi မှာ withdraw ကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင် STB token ကိုပဲရွေးရမယ်ပေါ့နော်ဒီမှာတော့အောက်မှာရှိပြီးသားမလို့ STB token ကိုပဲနှိပ်လိုက်မယ် Maxi ကနေ STB လိုမျိုးတခြား wallet ကိုသွားတာစီ on chain withdraw ကနေပဲထုတ်ရမယ်အဲ့တော့ on chain withdraw ကိုနှိပ်လိုက်အဲ့တော့ဒီမှာကိုထုတ်မဲ့ token က STB ပေါ့နော်ဒီနေရာမှာခုနက STB မှာ copy ယူလာတဲ့ wallet address ကို paste လုပ်လိုက်paste လုပ်လိုက်တာနဲ့ကိုယူလာတာက Polygon network မို့လို့အောက်က network မှာ auto Polygon matic network ဆိုပြီးတော့ပြောင်းသွားပြီပေါ့နော်ဒီမှာရွေးစရာလည်းမရှိဘူးမှားစရာမရှိဘူးဒီတစ်ခုပဲပေါ့နော်ကို copy ယူလာတဲ့ address ကမှန်တာသေးချာလို့ရှိရင်ဒီမှာ Polygon matic လို့ auto ပေါ်လာလိမ့်မယ်အဲ့တော့ဒီနေရာမှာဘယ်လောက်ထုတ်မှာလဲပေါ့နော်ခုန STB ထဲမှာလည်းပါတယ်အနည်းဆုံး400ထည့်ရမယ်ဆိုတော့ဒီကနေလည်းအနည်းဆုံးသူကဒီမှာ400ထုတ်အောင်ပါပေါ့နော်ဒီအောက်မှာရေးပြထား withdrawal notification เนาะ minimum အနည်းဆုံး STB token 400ကနေစထုတ်လို့ရတယ်အများဆုံးကတော့300ထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့အကုန်ပဲထုတ်ကြည့်လိုက်မယ်เนาะ all ဆိုပြီးတော့အကုန်ထုတ်လိုက်မယ်အဲ့တော့ဒီအောက်က withdrawal remark ဆိုတာကကြတော့ကိုကမှတ်ချက်ပေါ့ခုတခြားပေးတွေမှာလွှဲရင်လည်းအောက်ကမှတ်ချက်ကိုက notes လေးရေးချင်တာရေးလို့ရတယ် optional ဆိုတော့ရေးလဲရတယ်မရေးလဲရတယ်အခုတော့မရေးတော့ဘူးပေါ့နော်ဒီနေရာမှာ Maxi ကနေပြီးတော့ကိုယ့်ရဲ့ STB တဲကို transaction လုပ်တဲ့အခါကျရင် network fee က150 STB ပေးရတယ်ပေါ့နော်သူက transaction တစ်ကြောင်းစာတိုင်းအတွက် STB 150ပေးရတာပေါ့နော်ဘယ်လောက်ထုတ်ပေါ့အဲ့တော့ကိုကတကယ်လို့ STB token ကို Maxi တဲကိုထုတ်
ထုတ်ဖို့ရှိရဆိုရင်နှစ်ခါသုံးခါခွဲထုတ်ထားတဲ့စားလို့ရှိရင်စုထားပြီးတော့မှတစ်ခါတည်းပေါင်းပြီးထုတ်လိုက်တာကိုအတွက်အများကြီးတက်တာပဲပေါ့နော်အမတော့ခုနတစ်ခေါက်စမ်းတော့ရအခုပဲဆိုတော့နှစ်ခါကုန်သလိုတော့ဖြစ်တာပေါ့နော်အဲ့တော့ဒီအောက်မှာတစ်ခါတည်းရေးထားပြီးတယ်ကိုတကယ်ထုတ်မဲ့ကွိုင်က908ကွိုင်ထုတ်မှာပေါ့ဒါပေမဲ့ဒီ network fee 150နှုတ်ပြီးလို့ရှိရင်ဟိုဘက်ကိုရဲ့ STB တွေကိုရောက်သွားမှာကတကယ်က958ကွိုင်ပဲရောက်သွားမှာပေါ့နော်အဲ့ဒါ confirm လေးနှိပ်လိုက်ဒီမှာတစ်ချက်ပြန်စစ်ခိုင်းတယ်နော်ကိုရဲ့ wallet address မှန်တစ်ချက်ပြန်စစ်ပြီးသွားရင် network က Polygon network မှန်လားထုတ်မဲ့ token က STB token ထုတ်မဲ့ amount က900ကျော် network fee 150ပေးရမယ်ပေါ့နော်အဲ့ဒါတေးချပြီဆိုလို့ရှိရင် confirm withdrawal ကိုနှိပ်လိုက်မယ်ဒီနေရာမှာတော့ကိုရဲ့ maxi မှာကို security ထည့်ထားတဲ့ code တို့ဘာလို့ရလို့တာအကုန်ဖြည့်လိုက်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ဒီမှာ withdrawal request တက်သွားပြီ processing ဖြစ်နေပြီခုနကတော့တိတ်မဆောင်ရဘူးပေါ့ဒါဆိုလို့ရှိရင်အခုထုတ်ပြတဲ့အကြောင်းကလုံးဝအသစ်ဆက်ဖွင့်ထားတဲ့ STB account တွေကိုခုနလေးတွေမယ်တစ်ချောင်းလွှဲပြီးသွားပြီအခုဒုတိယတစ်ချောင်းပေါ့နော်ဒီဥစ္စာရမရပေါ့အဲ့ဒါတစ်ချက်ကြည့်လိုက်မယ် cancel ဖြစ်သွားပါပြီခုနလေးတွေမယ်ဒီ address ကိုထုတ်လို့ရတယ်ဒါပေမဲ့အခုတော့ထုတ်လို့မရဘူးအဲ့တော့ဖြစ်နေတာကSTB account အသစ်ကိုတောင်မှပဲ Maxi ကနေတစ်ခါပဲပေးထုတ်တဲ့သဘောဖြစ်နေတာပေါ့နော်တေချာအောင်လို့နောက်ထပ် STB account အသစ်ထပ်ဖွင့်ပြီးတော့ withdraw လုပ်ကြည့်မယ်ပေါ့နော်ဒါလုံးဝအသစ်ဆက် STB account ပေါ့နော်ဒါနောက်တစ်ကောင်ထပ်ဖွင့်လိုက်တယ် email နောက်တစ်ခုနဲ့အဲ့တော့ဒီ account မှာကြည့်လိုက်ပေါ့နော် STB token ဒါဆိုလုံးဝဝယ်လဲတစ်ခါမှလည်းမလွှဲရသေးဘူးဝယ်လဲမဝင်ထားဘူး account အသစ်ဆက်ပေါ့နော်အဲ့တော့ဒီကနေ Polygon address ကို copy လုပ်လိုက်မယ်ဒီ Maxi မှာနောက်တစ်ခေါက် withdraw ပြန်လုပ်ကြည့်မယ်ပေါ့နော် withdraw STB token on chain withdraw ရဲ့ wallet ကို paste လုပ်လိုက်ပြီး Polygon network အကုန်ထုတ်မယ် option နဲ့ဆိုတော့မထည့်တော့ဘူးဒါကို confirm လုပ်မယ် Okay ဒါဆို Polygon network STB အဆင်ပြေပြီ confirm withdrawal ကိုနှိပ်လိုက်ဒါဆိုရင် withdrawal request အသစ်ပေါ့နော်ဒါလုံးဝ account အသစ် STB account အသစ်ကို first time လွှဲရအဲ့ processing တိုင်းခဏစောင့်ကြည့်မယ် Okay ဒီမှာကတော့ complete ဖြစ်သွားပါပြီလုံးဝလွှဲလို့မရဘူးလွှဲမှလည်းဖြစ်မယ်ဆိုလို့ရှိရင်တော့ STB account လုံးဝအသစ်ကိုဖွင့်အသစ်ကိုလွှဲအဲ့ဆိုရင်တော့ရပါလိမ့်မယ်ပြီးခါမှကိုတင်ထားခြင်းနဲ့ကိုရဲ့ main STB account ကိုအချင်းချင်းပြန်လွှဲပေါ့နော်ဒီမှာတော့ complete ဖြစ်သွားပြီဆိုတော့ကိုရဲ့ STB account ကိုပြန်သွားစစ်ကြည့်မယ်ဒီထဲကိုဝင်လာပြီလားစစ်တာကကြတော့ deposit ထဲကိုဝင်လိုက် currency ကို STB ပြောင်း check deposit ပေါ့နော်ဒီထဲကိုဝင်လာတာရှိလားပေါ့ဒီမှာဆက်လိုက်လို့ရှိရင်သူကဒီမှာဟုတ်ပြီ incoming STB deposit ရှိရပေါ့နော် we have detected တဲ့ခုနအမထုတ်လိုက်တဲ့ coin 900ကျော်ပေါ့နော်ဒါပေမဲ့network fee နှုတ်ပြီးသားဆိုတော့ STB token 900ကျော်ဝင်လာတာကို detail လုပ်ပါတယ်တဲ့continue နေလိုက်လို့ရှိရင်ရပြီဒါဆိုဝင်လာတာသိချပြီပေါ့နော်အဲ့ဒါဘယ်နားမှာပြန်စစ်မလဲဆိုရင်တော့ဒီ main wallet မှာတော့ရှိမှာမဟုတ်ဘူးဒီ service အောက်က STB token တွေကိုဝင်လိုက်ဒီနေရာမှာရှိရမှာအဲ့တော့ဒီမှာချက်ချင်းတော့ဝင်မလာသေးဘူးပေါ့နော်ခဏ refresh လုပ်ပြီးတော့ပြန်သွားကြည့်ဝင်လာတော့တေချာရပါဆိုတော့ check deposit မှာပေါ်နေပြီဆိုတော့လေ refresh 2ခေါက်3ခေါက်လုပ်ပြီးတော့ဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ okay နောက်ဆုံးမှာတော့ရောက်လာပါပြီအဲ့တော့ဖြစ်နေတဲ့ပုံစံပေါ့နော်ကိုက maxi ထဲမှာကိုပတ်စံရှိတဲ့လောက်ဆိုပါဆို STB token 400ဝယ်တယ် STB တွေကိုတစ်ခါလွှဲခြင်းတယ်နောက်တစ်နေ့နေ300ဝယ်တယ် STB တွေကိုတစ်ခါလွှဲခြင်းတယ်အဲ့ဒါဆိုလို့ရှင်တော့တစ်ခါအတွက်ကို network fee က150ကုန်တယ်လို့တော့ဖြစ်နေမယ်ပြီးရင်တစ်ခါလွှဲဖို့အတွက်ကိုလည်း STB account အသစ်ကထပ်ဖွင့်ရတယ်လို့တော့ဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့အကြံပေးချင်တာကတော့ကိုကရေရှည်စုကျင်တယ်နည်းစုကျင်တယ်ဆိုရင်တော့ maxi ထဲမှာဝယ်ပြီးတော့နည်းနည်းစုထားအောင်ပေါ့နော်စုပြီးတော့မှကိုဒီ STB တွေကိုတချောင်းနဲ့ရွှေ့မလားပေါ့ဒါမှကိုကအဲ့လိုမှမဟုတ်ကိုစိတ်ကမရဘူး maxi မှာလုံးဝမထားချင်ကိုရဲ့ STB ထဲမှာပဲတင်ထားချင်တယ် STB ထဲမှာမြင်ရတာပဲစိတ်ချမ်းသာရဲဆိုလို့ရှိရင်တော့ STB account အသစ်ကလေးတွေဖွင့်ပြီးတော့လွှဲရတာမျိုးတော့ဖြစ်နေလိမ့်မယ်လောဆယ်ကတော့ဒီနေ့အထိနောက်ဆုံး update ကတော့အဲ့ဒါပေါ့နော်အဲ့ဒီ issue အဆင်ပြေသွားမလားဒီတက်ပို့ပြီးတော့အဆင်ပြေတဲ့နည်းရှိမလားဆိုတာကတော့လောဆယ်ကတော့စောင့်ကြည့်ရအောင်မှဖြစ်နေတာပေါ့နော်အဲ့တော့ update ရှိလို့ရှိရင်တော့ပြန်လာတင်ပေးပါမယ်ဗီဒီယိုဆုံးလေးကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဆင်မပြေတာဘာညာရှိလို့ရှိရင်လည်းလာမေးလဲရတယ်ဒီ community SGB တို့ ACH တို့ community group တွေမှာလည်းမေးလို့ရပါတယ် community group link တွေကိုလည်း description မှာချထားပေးပါမယ်